လူများစုကရေနံကိုအေယာမကန်းလုံရေနံတူးစင်တွေကနေပဲရနိုင်တယ်လို့ထင်ကြပါတယ်။ဒါပေမဲ့ကမ္ဘာတဝန်းကနေရာတချို့မှာလူတွေကဒီလိုရေနံတူးဖော်နေကြတော့မှာပဲ။ဟုတ်ပါတယ်ဒါကရိုးရာအသေးစားရေနံထုတ်ယူမှုဖြစ်ပြီးအလုပ်သမားတချို့ကနေ့စဉ်လက်ဖြင့်လှုပ်ဆောင်ကြတာပါ။သူတို့ကရိုးရှင်းတဲ့ကိရိယာတွေတတုပိုက်တွေနဲ့ရှေးဟောင်းဆက်တွေကိုအသုံးပြုပြီးမြေအောက်မှာပိတ်မိနေတဲ့ရေနံစိမ်းတွေကိုရှာဖွေကြပါတယ်။ပိုက်ကရေနံအိတ်ထဲရောက်တာနဲ့ထူထဲတဲ့အနက်ရောင်ရေနံစိမ်းတွေကမျက်နှာပြင်ပေါ်တက်လာကြပါတယ်။ပြီးတော့ဒီမှာကြည့်နေတာကလောင်စာဖြစ်မပြောင်းလဲခင်ကုန်ကျန်းရေနံစိမ်းတွေပါ။ကျွန်တော်တို့ကားတွေမော်တော်ဆိုင်ကယ်တွေနဲ့စက်ရုံတွေအတွက်အသုံးပြုတဲ့ဓာတ်ဆီဖြစ်ပါတယ်။တကယ်တော့မြေအောက်မှာဒီထူထဲတဲ့အညိုရောင်စိတ်ကက်အရေကနေစတင်တာပါ။ခင်မီရေနံတွင်းတွေမှာအေယာမရေနံတူးစင်တွေနဲ့အဆင့်မြင့်ဆက်တွေကအလိုလျောက်အလုပ်လုပ်ပါတယ်။ဒါပေမဲ့ရိုးရာရေနံတူးဖော်ရေးနေရာငယ်လေးတွေမှာအလုပ်သမားတွေကလူအင်အားအတွေ့အကြုံနဲ့ရိုးရှင်းတဲ့ရေနံတူးဖော်ရေးစနစ်တွေကိုအားကိုးနေရဆဲပါ။အမှားတစ်ခုကြောင့်ရေနံတွင်းကိုပျက်စီးစေနိုင်ပါတယ်။ဒါမှမဟုတ်ရေနံစီးဆင်းမှုကိုလုံးဝရပ်တန့်သွားစေနိုင်ပါတယ်။ဒါကြောင့်အတွေ့အကြုံရှိတဲ့အလုပ်သမားတွေဟာဒီလုပ်ငန်းမှာအလွန်ရေးပါတာပါ။ပြီးတော့လူတွေတတိမထားမိတဲ့နောက်ထပ်အချက်တစ်ခုကတော့ရေနံစိမ်းကိုချက်ချင်းအသုံးမပြုနိုင်ပါဘူး။ထုတ်ယူပြီးနောက်မှာတော့တန့်စင်တဲ့လုပ်ငန်းစဉ်တွေကိုဖျက်ဆီးရဦးမှာပါ။